ရှုခင်းလာတွေကိုလည်းကြည့်ချင်တယ်ဘူကောင်းသောဘဝတွေကိုပဲဆင်ချင်နေဆိုရင်တော့ဆောက်ကရတောင်ကြီးကြောင့်ဖြစ်ရှိနေပါတယ်တခြားသူတွေထက်ရေးချစရာပိုရရှင်တဲ့လက်စာကောင်းနဲ့ဂျပန်သွားချင်နေဆိုရင်တော့တောင်ကြီးကျောင်းခွဲမှာ N5 N4 N3 နဲ့တခုတည်းစားတော့ကုန်တင်တဲ့များဖွင့်လှစ်ဖို့ရှိပါတယ်ဆာကူရာကျောင်းမှာဆိုရင်ဂျပန်စာအောင်လမ်းမမလို့တဲ့ training visa လက်စာကောင်းတဲ့တခုတည်း visa ဖွင့်ရရှိထားတဲ့သူတွေအတွက် work visa နဲ့ဂျပန်မှာကျောင်းသားတက်ချင်သူများအတွက် student visa ဆိုပြီး၄မျိုးချီချက်နေမှာဖြစ်ပါတယ်ဒါကြောင့်ရှုခင်းကောင်းပြီးအချမ်းတိတ်ဆိတ်တဲ့တောင်ကြီးမြို့မှာဂျပန်စာကိုကျူးစာတင်ရှင်နေဆိုရင်တော့ဆာကူရာရှိနေပါရဲ့ရှင်တွားရလာရလဲကူပြီးမြင်းပတ်ကကိုင်းနေနေတဲ့ခေါညိုလမ်းမပေါ်အနောက်မြို့ပတ်လမ်းအနီးကကွင်းနားမှာတည်ရှိတာဖြစ်ပြီးတော့တောင်ကျတက္ကသိုလ်နဲ့လည်းနေတာကြောင့်နေကလာတဲ့ချင်းများအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်များစီစဉ်ပေးနေပါတယ်။ပိုကောင်းသောအနာဂတ်ပိုကောင်းသောအခွင့်အလမ်းများအတွက်ဆာကူရာတောင်ကြီးကိုရွေးချယ်လိုက်ပါရှင်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။